သမ္မတန္တယရဏဂေဟိဒေဝတံဂေသူတေတကံအနန္တနေယပဒနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓသတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတံတံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ရက်ပတ်လုံးမပြတ်သုံးသတ်တော်မူပါပေထသောဒေဝတံကေမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမာပေါင်းသူတော်ကောင်းတို့ကိုအနန္တနေယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနေယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိတမဗန္ဓုကဗလာများကြောက်ပြ၌ဝါတွင်3လခါသမယဝေမြွာတုပ်ဘောဟောကြားတော်မူပါပေထသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးခြုံသည့်လုံးစုံတ attva နတ်မြမာပေါင်းတို့ထက်တူပဲပြိုင်ကင်းတရားမင်းဖြစ်တော်မူသောမြတ်စွာဘုရားကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အာတရံကာယဝစီမနတိ3ရတို့ဖြင့်မပြစဉ်လွန်ကြည်လင်ရိုသေစွာဝန္ဒာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသဗ္ဗနာရံသိတာဝန္တံသကဝါလပရံပရံယာဝိဇာတနာတံဝိဇံဓမ္မံဝန္ဒမအာတရံသကဝါလပရံပရံလေးကျွန်းတမြင့်မို့ဥဒဟောခေါ်ညာဆုံးပိုင်ခြားမရှိတေသဟတိမဟာသဟတိလောကတကြီးနှင့်တကဝစัจ java လာဆင့်ဆင့်တိုင်အောင်သဗ္ဗနာရံတိဒါဝန္တံညိုရွှေနီပြူမောင်းမှုတဲ့ချက်ပြူပြူပြက်ပြက်တလက်လက်သောရောင်ချီတော်တို့ဤပျော်မြူတက်သက်အောင်တဲ့နှင့်တက်ပွဲမကဇတာကာသာဆုံးစားမရှိအောင်ပြေးသွားခြင်းရှိ၍ယာဝိဇာတနာတံဝိဇံပဋ္ဌံဒေသနာဟောတိခာမယနေ့ကြအောင်မူလပဂတိထင်ရှားရှိပေထသောဓမ္မံမဟာပဋ္ဌံလွန်ထူးဆန်းသည်အံခမံဘွယ်မဆုံးမြတ်ဗုဒ္ဓ၏ဒေသနာတော်အလုံးကိုမယံတရားဟောတရားနာဖြစ်ကြကုန်သောတပည့်တော်တို့သည်အတရံကာယဝစီမနတိ3ရတို့ဖြင့်မပြစဉ်လွန်ကြည်လင်ရိုသေစွာဝန္ဒာမသာသနာတော်အရှိခန့်၍တည်တံ့စေရန်မြတ်ဒိဋ္ဌံဖြင့်အဖန်ဖန်ကြည်နူး၍ရှိခိုးပူမျောလိုက်ကြပါကုန်၏အရှင်ဘုရားသာရိပုတ္တမဟာထေရံသန္တနာရိညာဒိဋ္ဌကံထေရသိတ္တေသူဝစေတံတံကံဝန္ဒမအာတရံသန္တနာရိညာဒိဋ္ဌကံအနောတအိုင်တကျောသန္တကုတော်၌ဟောမြတ်တော်မူသမျှမြတ်ဗုဒ္ဓဤအဘိဓမ္မာခုနှစ်ကျမ်းမြတ်ပဋ္ဌာန်းကိုဆန်းဆန်းပြပြအကျဉ်းအဖြစ်သင်ကြားနာယူတည်နေတော်မူသောထေရသိတ္တေလင်းနိုသား900ဖြစ်သောခါ၌မြတ်စွာဘုရားကတ္တပဤတာဝက2ဦးဟောမြတ်ကျူသည်သန္တုပိဓမ္မာဒေသနာတော်ကိုကျင့်ဥစွာဖြင့်နာယတိကျိုးအမျိုးမျိုးဤကောင်းကျိုးဆင်းဆင်းမြင့်ထမြင့်၍ရှင်မင်းသာသနာကျုံသည့်ခါဝေသာရိပုတ္တပညာသခင်ဤတသက်ရှင်ဤတပည့်900ဖြစ်ကြသောယဟန်တော်တို့ကိုသူဝါစေတံမကျင့်မကျဲအလေအလတ်ဖြင့်မပြတ်ဆက်ခါသင်ကြားပူချပေးတော်မူသောသာရိပုတ္တမဟာထေရံဟိုရှိချိန်မှယနေ့ကြအောင်ဗုဒ္ဓပိဓမ္မာဒေသနာတော်ကိုသင်ရလွယ်မှုဤသေးပြုတော်မူသောသာရိပုတ္တမိခေါ်မြတ်တေကျော်နှင့်တကဝဖြစ်သောတန်ခါပရမတန်ခါမြရိယနှင့်တမ္မုဒ္ဒိတွင်ခေါ်တန်ခါတော်များပေါင်းအရှင်ကောင်းတွေကို